Cheers Johnny Story Follow me Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ပကံမှာလက်ပတ်တာ3ရက်မြောက်နေပဲဖြစ်ပါတယ်အခုကတော့ပကံမှာနာမည်ကြီးဖျားတွေတဲ့ကတဆူဖြစ်တဲ့စေတနာကြီးဖျားကိုရောက်ရှိနေရပဲဖြစ်ပါတယ်ဒီဖျားရဲ့စီဒီရဲ့ညံတော်အမြင့်ကမြေပြင်ကနေ184ပေရှိပြီးတော့အောက်ခြေတစ်ဖက်လယ်မှာလည်းစင်ဦးကောင်းရုပ်39ရုပ်နဲ့ကလတာအို40တို့ကိုလည်းလေ့လာနိုင်ပါတယ်အခုဒီနေရာလေးကတော့ရှင်းဟောင်းအင်ဂျင်ကြောက်တွေနဲ့တိစောက်ထားတဲ့ဘုံကြီးကျောင်းကိုရောက်ရှိနေရပါတော့ဒါကအင်ဂျင်ကြောက်တွေတဲ့ဒါဟိုအင်ဂျင်ပြန်နေဒီရေကြီးရဲမှာနှစ်တကြာကြီးမြုပ်ပြီးတော့ဒါကြောက်ဖြစ်သွားတဲ့အင်ဂျင်ကြောက်တွေပါဒီအဆောင်တစ်ခုလုံးကလည်းအင်ဂျင်ကြောက်တွေနဲ့စောက်ထားတယ်ဆိုလက်ရရောက်လာဟိုထူးဆန်းတာပေါ့လက်ရတော့ဒီတိုင်းပေါ့မှန်ဒီနေ့တော့ခံရဲတာဘယ်ရလိမ့်မယ်ဒီကြောက်လုံးကအာနဲ့ချိုးဖို့မလွယ်ဘူးလားပုံနေရိုက်ဘူးနော်ဒီကြောင်ဒီဆိုင်ပြနေတယ်တော့လည်းဘာမှဘူးမပြေတာပညာရှိတာနှစ်ဘလောက်ရှိပြီလို့ဆွဲရအောင်ဘုရားတယ်ညာအရှိအောင်အဲ့ဟုတ်လားတော့ဘယ်နဲ့ကိုလဲဒီထဲမှာလည်းရှိရတယ်ရှိတော့ဘီဝီတွေကျွန်တော်တို့အန်တီတွေအဲ့ဒါတွေကပုံစည်းကြီးတာနော်ဟုတ်တယ်ဒီထဲမှာပုံထည့်တယ်ဟောအဲ့ဒီကူကကြည့်အောင်ဒီပြဟုတ်လားရှိအောင်လို့ဟုတ်တယ်ပြီးတော့မှပြီးတော့မှဝယ်ပေးမယ်အင်းခေါင်းအဲ့ကြရုံမမြင်ဘူးလေမျက်မှိန်နဲ့ခလို့ပြုတ်ကြရတဲ့အခုကထိလို့မင်းလို့စီဒီကိုရောက်နေရပါဒီနေ့နဲ့သာစားမယ်နော်ဗိုက်စားတယ်ဗိုက်စားအခုဒီကင်မရာထဲမှာပါနေတဲ့နေရာလေးရကြတော့ခေအမြင်ပေါ့နော်ခေအမြင်ထဲမှာကြတော့ဒီအုပ်ချက်တွေကွာနေတဲ့ပုံစံလေးရကြတော့ပကံတူမပုံစံနဲ့နည်းနည်းခက်စစ်စင်ဖြစ်တာမို့လို့ဗီဒီယိုထဲမှာထည့်ပေးထားပါရှင်ခင်တော့ကနည်းနည်းထူးဆန်းတာပေါ့နော်ဒါကပကံတူမပုံစံလို့ထင်တာပဲညလုံးထဲမှာအဲ့လိုလေးမြင်ပြီးလို့ပါရှင်ဒီတိုင်းဒါလည်းအခုမှပြန်လုပ်တာဒီကဟုတ်မှာဟုတ်တယ်ရမုံမှန်ထားနေမှာရမောင်းလာတော့ဒီလိုကြောက်တာဟုတ်တာဒါရရရတည်တယ်ရလုပ်တာဟောဒီမှာစီးပစီလေအဲ့ဒါကြံနေစီးဒီမှာရှိသေးတယ်အပါရဲ့အပ
ဟုတ်တယ် အာတရားထိုင်တယ် ဟောတရားအထုတ်တဲ့နေရာတယ်နော်ဟောဘာမှတော့ရှိရတယ်ပြင်းလေးကိုရမ်းတာရတယ် ဒါထီးတို့မိုးလို့တရားကြီး ဟိုးဘောမှာစီးပြီးရဟိုးဘောတီရှိနိုင်ရပကြီးရလည်းမစိုးရပကြီးဒီနေရာလေးရကြတော့တွတ်တွတ်ဆရာကြီးလေးလာလို့ရအောင်ဆိုပြီးတော့ပို့ပေးရဲ့နေရာလေးပါနာမည်ကတော့မမှတ်မိတော့လို့ရှင်ဒီထဲကနေအပေါ်ကိုတက်လို့ရတယ်အပေါ်တက်ပြီးတော့ဒီပကံမျိုးကနေရာတွေကိုကြည့်လို့ရတယ်ပေါ့နော်ဆက်ဆက်တို့လည်းကြည့်လို့ရတယ်အဲ့ဒီနေရာလေးပါဒါပေမဲ့အခုကငလင်းလှုပ်ပြီးနောက်ပိုင်းကျတော့ပြုပြင်ထိန်းသိမ်းမှုအတွက်အပေါ်တက်ခွင့်ကိုပိတ်လိုက်ပါပြီရှင်အခုကခင်တော့ကြောင့်အပေါ်တက်ခွင့်မရလိုက်ဘူးပေါ့နော် တရားလေးနဲ့ဆိုရင်အများအားတင်လာတွေ့တယ်လေ ဟုတ် ဖေကဘွဲတော့မရှိအဲ့ကိုအမှတ်ဖေကအမှတ်ကလေးတွေနဲ့ပြင် တော့ဘာနာမည်ကြီးရလဲ ဓာတ်ပုံရိုက်တာလေ ကျောင်းရတယ် အဲ့ဒီကားလေးကြည့်တတ်တာလေးတွေဖေလေးနဲ့ဆိုရင် ဒီပကံမျိုးရဲ့ဖျားစီဒီပထိုးတွေရဲ့မြင်ခွင်းနေရကြတော့လုံးဝအမခံပါပဲရှင်တခုခုကိုတတိယသလိုလိုလွမ်းသလိုဆွေးသလိုနဲ့လွမ်းမောစရာလေးအခုဒီမြင်ကွင်းလေးရကြတော့ည6နာရီလောက်ကြာရဲ့စီမီလေးတောင်ကတ်လူဖို့ပြင်ဆင်နေတဲ့မြင်ကွင်းလေးပါ သူ့ကိုယ်တိုင်းကသူ့ကိုယ်တိုင်း စီမီ3000အော်4000 ဒီညမှာဒူးထွန်းတော့ရတယ်ဘယ်ဝိုင်းဝဲပူပူလာရတယ် တော့ရအေးလာဟုတ်လား 9နာရီ ကြိုက်တယ် ဟာလဲဦးမ လာအောင်မှာ ဒီပါ တဲ့ပအားလဲသွားအောင်မှာ ဒီရတယ်ပြီးရတော့ဘာလို့မလဲငါတို့ပြီးတော့ကြာပြစ်စီတော့ကျဲပြစ်ရရ မဟာငါပြတာငါပြတာ မပြစ်တော့ရလားညောင်းမှာပေါ့ဟုတ်တယ် ဟုတ် အခုကတော့မဟာငှက်ပစ်တောင်စီတီကိုလာပြီးဖူးမြော်တာပဲဖြစ်ပါတယ်။နာမည်လေးကထူးဆန်းတယ်နော်။ဒီနေရာလေးကပကံရဲ့အနောက်မြောက်ဘက် AR မြစ်ဘေးနားမှာတည်ရှိပြီးတော့အခြားဘုရားတွေရဲ့အထက်ပိုင်းမှာရှိပါတယ်။ဒါငှက်ပစ်တောင်သမိုင်းတွင်ကြော်ကြားခဲ့သောအရှင်အရဟံတော်ယထာပြုစောတိငှက်ကြီးရဲ့။ဟောဒီမှာငှက်ပြနေရဒီကူရနေဝင်ပင်းတရနဲ့မွန်းတညကူတို့ရောက်ပါတယ်တဲ့ကူရ တော့ဝင်နေတော့မောင်မဲလေးတော့အော်ဒါကတော့တော့တော့ ဟော ဘုရားတော့ရှိ ဘောရောတော့မှာလား အဲ့မှာကူလေးအများကြီးပဲ ဒီပြောနေကိုတင်တယ်နော် ဟာဟုတ်တယ်ဟိုမှာ တရားမ ဘလော့ရဲ့ထဲမှာတွေ့နေရတယ်ကူလေး ဒါပေမဲ့အဲ့ကူရမဝင်မလား မနော်လေ ဟိုဘက်ကမှပြောတယ်တရားသူဒီမရှိဘူး ဒီ
ဒီဖျားကိုနရပတိစီတူမင်းလက်ထက်လောက်ကတည်ထားခဲ့လို့လည်းယူဆရတယ်လို့လူကြီးရပြောကြပါတယ်ဒါပေမဲ့ဒီနမည်ရဲ့နောက်ွယ်မှာစိတ်ဝင်စားစရာတဏှာကြီးလေးတစ်ခုရှိပါတယ်ရှေးတုန်းကဒီတောင်ကုန်းပေါ်မှာလူတွေကိုဒုက္ခပေးတဲ့ငှက်ဆိုးတွေအများကြီးခိုအောင်နေခဲ့တယ်လို့ပြောကြပါတယ်ဒါကြောင့်မင်းမိတ်နဲ့ထိုငှက်ဆိုးတွေကိုပြစ်ခတ်ရှင်းလင်းခဲ့ကြပါတယ်အဲဒီကစပြီးဒီနေရာကိုငှက်ပစ်တောင်လို့ခေါ်ဝေါ်ခဲ့တာပဲဖြစ်ပါတယ်ရှင်အော်ဒီမှာလည်းဖယားကတ်ရှင်တန်တန်ရားလေးတွေထိုးလိုက်တန်ကတ်ရှင်တယ်ဆိုဖယားရှိခိုးလာရှိခိုးကတ်အေးတန်တန်ရားလေးတွေစိုက်လိုက်တယ်မပအောင်မရှိဘူးဖယားဘာလို့အဲ့လိုလုပ်ထားလဲတင်လားအလုံးဝထည့်တာလို့ဒီတကားပိတ်ထားတာများတော့များရွယ်လုံးဝအကြောင်းလည်းအဲ့တော့ဘာလို့ပိတ်ထားလဲနားမလဲခင်တို့ငှက်ပစ်တောင်ကနေအပြန်ရွှေစည်းကုံဖျားကိုလည်းဝေခုဖူးခဲ့ပါသေးတယ်ဒါမဲ့ခင်တေချာတော့ဗီဒီယိုမျိုးဖြစ်ခဲ့ဘူးပေါ့နော်ခင်ရဲ့ဖုန်းလေးကအောက်ကအားကုန်သွားပေါ့နော်ဒါကြောင့်မို့လို့ဒီလိုဗီဒီယိုအတူလေးပဲရခဲ့ပါတယ်ရှင်ရွှေစည်းကုံဖျားကလေအရန်တက်ပရပဲရွှေရောင်နဲ့ဝင်းဝင်းတလက်လက်နဲ့ကဲဒီနေ့ညကတော့ညာဦးဘက်မှာမုတ်ပါဆာမှာဒီနေရာကကြတော့ညာဦးဘက်မှာရှိရညာစည်းတက်မှာနော်မုံနေရလည်းအစုံပဲဈေးလည်းတန်တယ်ဒီနေရာဆိုရင်ဗီဒီယိုတွေဘလော့တွေမှာတွေ့နေကြနှုတ်ပြတလက်နေရည်လားမသိဘူးအဲ့မှာလူတွေကလည်းအုံနေရပဲဒါမဲ့ခင်ကတော့မစားခဲ့ဘူးပေါ့နော်ခင်ကတခြားမုံလေးတွေစားမယ်ဒီညလေးထဲမှာပဲညစားပြီးတော့ဟိုတယ်ပြန်ပြီးနားပါတော့မယ်ရှင်ကဲ3ရက်မြောက်ပကက်ခီးစဉ်လေးကတော့ပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ရှင်အစအဆုံးအတူလိုက်ပါခန်းစားပြီးရဲ့တရားကြီးချေးစီတာကျေးဇူးတင်ပါတယ်နော်မနက်ဖြန်4ရက်မြောက်နေ့မှာဘယ်တွေသွားအောင်မလဲဆိုတာသိချင်နေဆိုရင်တော့ခင်းရဲ့ channel လေးကို subscribe လေးလုပ်ထားပေးပါအောင်နော်ကိုဟိုတယ်ထဲမှာညအိပ်ဖို့ပြင်ဆင်နေပါပြီအားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင် bye ဖိုင်ပါတယ်တော့ bye